အပိုင်း20မှာတော့ငါကြောင်တွေကျောင်းကိုဖော်ကင်ရပြီးသွားနေကြကငနဲတကောင်ကလည်းကျောင်းကိုလာတတ်ပါတယ်အဲနောက်ကျောင်းမှာတော့မီဆာကအသင်းလိုက်ခန်းတွေကိုတန်ရှင်းရေးလုပ်ခိုင်းနေပေမဲ့မလုပ်ဘူးပြောနေကြကအဲ့ချိန်ယူကီမိုရီကရောက်လာစက်မုံလုံးကျွေးရင်ရလာပြောလိုက်တာကြောင့်ကျွေးဖို့ဖြစ်သွားကမီဆာကတော့တယောက်တစ်လုံးဆိုရလောက်တယ်မလားပြောနေတဲ့အချိန်ယူဆူအီရောက်လာပြီးမရဘူးပြောလိုက်ကမီဆာကတော့ယူဆူအီဖက်တာရိမိပြီးရှက်နေပါတယ်အဲ့နောက်မီဆာထွက်သွားတော့ယူကီမိုရီကယူဆူအီကိုအစာပြဒီမုံဆိုပါစားခြင်းလဲမေးတော့ယူဆူအီကစံပြုတ်လို့ပြောလိုက်လို့မီဆာကြားပြီးရင်လည်းပန်းပွင့်သွားပါတယ်အဲ့နောက်မှာတော့မီဆာကကြောင်းအုပ်ကိုစံမုတ်ကျွေးမဲ့အကြောင်းပြောလိုက်ကအဲ့နောက်မှာတော့မှန်ကြောင်နဲ့ရောက်လာပြီးမီဆာကိုယူဆူအီနဲ့တွဲနေကြပြီလားမေးတော့မီဆာကမဟုတ်ဘူးညင်းတဲ့အချိန်ငါကြောင်ကအဆိုပါလို့စံပြုတ်ကျွေးတာလဲမေးလို့မီဆာစွန့်အသွားကကျေးဇူးဆက်တာလို့ပဲပြောလိုက်ကရှောက်မတွေးနဲ့ပြောလိုက်ပါတယ်အဲ့နောက်ယူဆူအီရီးစားစာရတာကိုလည်းတွေးတော့ယူဆူအီကမှန်ကြောင်နဲ့ကိုသွားခိုင်းတော့မသွားဘူးလုံနေလို့မိန်းကလေးတွေကိုကြောက်တုံးလားသုံးမရသေးဘူးပြောနေကလွင့်ပစ်လိုက်မယ်ပြောလို့ငါကြောင်ကြည့်လိုက်တော့စတာပြောလိုက်ပါတယ်အဲ့နောက်ငါကြောင်ကအဲ့လိုရီးစားစာရတာမခံချင်ရင်တယောက်ယောက်ကိုတွဲဖို့ပြောကမီဆာကလည်းကိုဟာကိုမတိသေးတာလို့ပြောတော့ယူဆူအီကအတီတွဲရမှာအာယုံစားတယ်လို့သာပြောသွားခဲ့ပါတယ်အဲ့နောက်မီဆာကတော့အိမ်မှာဆန်လုံးတွေလုံနေပေမဲ့ယူဆူအီကိုတွေးမိနေကဆန်လုံးတွေလုံနေပေမဲ့မအောင်မြင်ဖြစ်နေတာမြင်လို့မီဆာညီမကစက်ကူနဲ့ဆန်လုံးကြည့်ဖို့ပြောလိုက်တာကြောင့်မီဆာကတကယ်စူးစမ်းတော့မယ်တွေလုံနေပါတယ်အဲ့နောက်မှာတော့မီဆာတို့ကျောင်းမှာဆန်မုံတွေလုံနေကြကယူကီမိုရီတို့လေပေါ်နေလို့တေချာလုပ်ဖို့စူလိုက်ပါသေးတယ်အဲ့နောက်အသင်းတွေကလည်းတန်ရှင်းရေးတွေလုံနေကြကမျက်စားနေတဲ့တယောက်ကိုအပေါ်ကယူဆူအီကတွေ့နေပါတယ်အဲ့နောက်မီဆာတို့ဆန်မုံလေးတွေပြီးသွားကမီဆာဆန်မုံတွေကလုံနေတယ်ဆိုပြီးမှန်ကြောင်ကပြောနေလို့မီဆာကဒါကဆန်မုံပဲလေဆိုကစားပြလိုက်ပါတယ်အဲ့ချိန်မှာပဲတန်ရှင်းရေးလုပ်တဲ့ငနဲတွေရောက်လာကဆန်မုံလုံးတွေကိုလူစားကြပေမဲ့မီဆာဆန်မုံတွေကိုကြတော့စားမရဘူးဆိုကလွင့်ပြစ်နေကြလို့မီဆာစိတ်ဆိုးသွားကအစွမ်းတွေပြလိုက်လို့ပြေးကြရပါတယ်အဲနောက်ကျသွားတဲ့ဆန်မုံကိုမျက်စားတဲ့ငနဲစားနေကငါကြောင်တွေကတော့မီဆာလှုပ်ထားတဲ့ဟာကိုတန်မိုးထားမယ်တွေလုပ်နေပါတယ်အဲနောက်မီဆာကတော့သူ့ဆန်မုံလုံးတွေကြံခဲ့လို့တယောက်ထဲစားနေကယူဆူအီတောင်စားမယ်မထင်တော့ဘူးဆိုကစဉ်းစားပြီးအိပ်ပျော်သွားပါတယ်အဲ့ချိန်မှာပဲယူဆူအီရောက်လာကစားကြည့်လိုက်တော့ဘာနဲ့လှုပ်ထားတာလဲဆိုကတော့ရင်မီဆာကိုပင်ပန်းသွားပြီးပဲပြောလိုက်ကအဲ့ချိန်မှန်ကြောင်ငနဲကဘာလို့ဖွင့်မပြောသေးတာလဲပြောနေပါတယ်အဲ့နောက်ယူဆူအီကကြံတဲ့ဆန်မုံလုံးတွေကိုစားလိုက်ပြီးမနေ့ရောက်တော့မီဆာကဆန်မုံလုံးတွေဘယ်ရောက်သွားလဲစဉ်းစားနေတဲ့အချိန်ယူဆူအီရောက်လာကပြောနေကြတဲ့အချိန်အပေါ်ကနေပြီးမျက်စားတဲ့ငနဲဆင်းလာကထွက်သွားတာကြောင့်ကြောင်သွားကြပါတယ်အဲ့နောက်အခန်းမှာတော့ဆရာကအစ်စ်ရောက်လာတဲ့ကျောင်းသားရှင်းတနည်းလို့ပြောနေကငနဲကတော့တံပရာအနက်ရတယ်ပြောနေလို့အခန်းကငနဲကလည်းဒါလာထုတ်ပြလိုက်ကစားချင်နေလို့ကြွေးလိုက်ပေမဲ့ဆရာကမစားရဘူးလုပ်နေတဲ့အချိန်တနာဆရာအကြီးတွေနဲ့ကြည်နေလို့ဆရာကခွင့်ပြုမဲ့လုပ်နေပေမဲ့မီဆာကတားလိုက်ကစာသင်ခန်းထဲမှာမစားရဘူးလုပ်လိုက်လို့ငနဲငိုသွားပါတယ်အဲ့နော်ကကြောင်းကိုလိုက်ပြနေတော့မုံတွေပဲဆွစားနေတာကြောင့်မီဆာကတိမ့်လိုက်ကငနဲကလည်းဘလူးမလို့ခေါ်နေပြီးအပေါ်ကယူဆူအီကကြည်နေတာကိုလည်းမီဆာတွေးလိုက်ပါတယ်အဲ့နောက်ယူဆူအီကမီဆာနဲ့တွေ့တော့အသိငနဲနဲ့တစ်ချိန်လုံးကတ်နေတဲ့နော်ဆိုပြီးတဝင်းတိုးနေကပြောလိုက်တော့မီဆာကယူဆူအီပဲပြောက်နေတာလေပြောလို့ယူဆူအီကကြည်နေတာတွေးလိုက်တယ်မလားမေးတော့မီဆာဆုံးသွားတဲ့အချိန်မီဆာတငယ်ချင်းတွေကအသိငနဲရန်ဖြစ်နေတယ်ပြောလို့သွားကြည့်တော့ငနဲကအနံ့တွေကိုခံမှန်းပြီးမုံတွေယူနေတာမြင်လို့မီဆာကြောင်သွားပါတယ်အဲ့နောက်ကြောင်သွားတွေကဒီလောက်စားလဲမဝဘူးလားမေးနေလို့ရှင်းတနည်းဆိုတဲ့ငနဲကလည်းသူကငငယ်ကဝပြီးရွာကိုရောက်သွားတော့အသီးအနှံတွေစားလို့ပိန်သွားတာပြောလိုက်ကသူကဒီကြောင်ကိုအချစ်အီးကိုလာရှာတာဖြစ်ပြီးသူရှာနေတဲ့သူကလူတွေကိုအရန်ကျင်နာတက်တွေပြောကအဲ့ချအိမ်မီဆာကဘယ်မှာရှာရမှာလဲတီးလို့လာမေးလိုက်တော့မတီးဘူးပြောလိုက်လို့မီဆာကအဲ့ဆိုဘလို့ရှာမှာလဲမေးလိုက်တော့ရှင်းတာကမီဆာကီနောက်ကိုပဲလိုက်မယ်ဆိုပြီးဂတိပေးထားတယ်ပြောလို့မီဆာတို့လည်းကြောင်သွားကအဲ့ချိန်ငနဲ့တကောင်ကနာမည်ကြားဘူးတလို့ပဲလုံနေတဲ့အချိန်မီဆာကကလေးဘွားတော့ဖတ်တီးငနဲ့တကောင်နဲ့စော်ဖူးတာကိုတတိယသွားပါတယ်အဲ့နောက်မီဆာတငယ်ချင်းတွေကမေးတော့မီဆာကသူ့မှာရိုးကိုဆိုတဲ့တငယ်ချင်းတယောက်ရှိခဲ့တယ်ပြောလိုက်လို့စာကူယာတို့ကလည်းအဲ့ဆိုရှင်းတာအချစ်ဦးကမီဆာပေါ်လို့ပြောနေတဲ့အချိန်ယူဆူအီကလည်းအနောက်မှာနားထောင်နေပါတယ်အဲ့နောက်ရှင်းတက်ကအပင်တွေပေါ်တက်ကရှာနေလို့မီဆာကအောက်ကိုဆင်းဖို့ပြောပြီးရိုးကိုဆိုတဲ့နာမည်ခေါ်လိုက်လို့ဆင်းလိုက်ကဘသူလဲမေးတော့မီဆာလို့ပြောလိုက်လို့ဖတ်လိုက်ကယူဆူအီကလည်းအဝေးကပဲကြည့်နေရင်အပိုင်း20တလဲပြီးသွားပါတော့တဲကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်